ဒါကတော့ခေါက်ရိုင်းသွားရဲ့ပထမဆုံး vlog လေးပါကျွန်တော်တို့မနက်6နာရီဝန်းကျင်လောက်မှာဘန်ကောက်မြို့ကနေစပြီးထွက်လာပါတယ်ဘန်ကောက်မြို့ခေါက်ရိုင်းနဲ့ Google Map အရဆိုရင်တော့3နာရီဝန်းကျင်လောက်မောင်းရပါတယ်ဒါကတော့ခေါက်ရိုင်းသွားတဲ့လမ်းတစ်လျှောက်မှာမြင်ရတဲ့သဘာဝရှုခင်းလာလေးပါမနက်9နာရီဝန်းကျင်မှာခေါက်ရိုင်းကိုရောက်ပါတယ်ခေါက်ရိုင်းကိုရောက်ပြီဆိုတာနဲ့ဖိုက်ကဘန်ကောက်လို့မဟုတ်ဘူးလုံးဝချိန်သွားတောတောင်လေးနောက်ပြီးတော့ဒီပန်းလလလေးတွေကလူရဲ့စိတ်ကိုအရင် relax ဖြစ်စေရယ်အဲ့နေ့ရာသီဥတုကအရန်နဲ့မပူမြို့လေးဆိုင်ဆိုင်လေးနဲ့နေတော့အရန်ကောင်းတဲ့ရာသီဥတုမျိုးတွေဖြစ်တယ်ကော်ဖီသမားဆိုတော့ရောက်လေရကော်ဖီတောက်ပါတယ်တပုံရတာဝါသနာတိတ်မပါရလို့ဆိုတော့ရှုခင်းတွေကိုပဲအများဆုံးတပုံရဖြစ်တယ်တကယ်ပြီးကိုယ်အနေနဲ့ဒီတပုံရိုက်တာကိုအရင်ဝါသနာပါတယ်ဆိုရင်တော့ဒီလိုမျိုး view လေးတွေကတော်တပတ်လုံးကောင်းမယ့်နေရာလေးပေါ့နော်ဒါကတော့ပြီးပြီလေဒီပါဒီနေရာတော့အဆောက်အဦတွေကို Europa style မျိုးစောက်ထားတာပေါ့နော်ဒီနေရာ photo spot တွေအများကြီးရှိပါတယ် photographer သမားနဲ့ videographer သမားရဲ့အတွက်ဆိုရင်တော့တော်တော်လေးအဆင်ပြေမယ့်နေရာလေးတစ်ခုပါဝိုင်းကြိုက်တဲ့လူတွေအတွက်လည်းဒီမှာဝိုင်းနေစမ်းတောက်ကြည့်လို့ရတယ်လို့အနောက်တိုင်းအစားအစာတွေလည်းစုံစုံနေရတဲ့နေရာလေးဖြစ်ပါတယ်နေ့လည်စာပြပြချင်းမှာ coffee ဆိုင်တစ်ဆိုင်တွားနေပါတယ်ဒီဆိုင်က decoration လေးလာပြီးတော့ coffee လေးကောင်းပါတယ်ဒါကတော့နေ့လည်2နာရီဝန်းကျင်နေဝင်လေးပေါ့နော်နေကလုံးဝမပူတယ်လို့မျိုးရာသီဥတုပါတယ်အေးအေးလေးနဲ့နေလို့တော်တော်ကောင်းတဲ့နေ့လေးပေါ့နော်အခုမြင်နေရတဲ့ရှုခင်းကတော့ခေါက်ရိုင်းထီရိုင်းဝင်းထားပိုင်းကိုသွားနေတဲ့လမ်းတစ်လျှောက်ကမြင်ကွင်းလေးပါဒီနေရာလေးရဟတ်တွေရှိသလိုဆယ်အကြီးလည်းရှိပါတယ်ဒီဆယ်ပေါ်မှာစပိန်လေးပါတယ်စီးပြီးတော့လည်းကောင်းကောင်းအနားယူပြီးချဲလို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်လေကတော့အရန်တိုက်တော့တော်တော်အေးပါတယ်မနက်အစောပိုင်းဆိုရင်ဒီဆယ်ပေါ်ကနေကြည့်ရင်တိမ်ပင်လဲကိုမြင်ရတယ်လို့လည်းပြောကြပါတယ်ဒီနေ့တနေ့တာလေးကတော့ပြီးဆုံးသွားပါပြီဒါကတော့ဘန်ကောက်ပြန်နေတဲ့လမ်းမှာပါအခုသွားခဲ့တဲ့ခေါက်ရိုင်း trip လေးကတော့ day trip လေးဖြစ်ပါတယ်အဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ